ကျွန်တော်ကားလေးကိုဒါပတ်ပတ်လေးရိုက်ပြပါဦးပါကားလေးလေးတွေ့တွေ့တွေ့ဒါကတော့ဒါ BMW E30 လို့ခေါ်ပါတယ်ဒါ3 series 1990 model ပဲဖြစ်ပါတယ်ဒါတကားလေးပေါ့4 door seat နဲ့ပါပတ်ပတ်လေးရိုက်ပြပါဦးတွင်းငယ်လေးပြပါဦးအင်ဂျင်လေးနားထောင်ကျင်လို့ပါဆိုတွေ့တွေ့ဒီလိုလေးလုပ်လိုက်ပါလေအင်ဂျင်ထဲမှာအိမ်ရဝင်ထဲမှာဆိုတော့ကျွန်တော်လီဗာတော့ပုံမပြတော့ပါဘူးဆိုတော့အတွင်းငယ်လေးတစ်ချက်ပြပါမယ်အတွင်းငယ်ကလည်းရှင်းပါတယ်ဆိုတော့ကျွန်တော်လုံထားတာဆိုလို့လို့တယ်ဒါလေးရှိတယ်ပြန်လိုက်လေးလဲထားတယ်ပြီးတော့ဒါရေမွေးလေးချိတ်ထားပါတော့ကျွန်တော်လုံထားတာပဲရှိပါသေးတယ်ဆိုတော့ဒီကောင်းလေးဆိုကျွန်တော်ပြန်လောက်ရပါအောင်မယ်ပြီးတော့ဒါ dashboard တွေဆိုတော့ဒါမပြဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးလောက်အောင်မယ်ဆိုတော့ထိုင်ကုန်လေးတွေကတော့ဒီမှာပါကားလေးကတော့ချစ်စရာလေးပါဆိုတော့ဒါတော့အောက်ခန်းပါအောက်ခန်းဆိုတော့ဒါဆိုဖာလေးကပြဲနေကျွန်တော်ဒါလေးပြန်ချောရပါမယ်ဆိုတော့အတွင်းကတော့ထွေထွေလူးမရှိဘူးဘာမှလည်းမပါဘူးဒါပဲဒါ no power စတီယာရယ်ပေါ့no power window ပေါ့နော်ဒါလဲလဲပါပဲဆိုတော့ကျွန်တော်ဘောနဲ့လေးချက်ဖွင့်ပြမယ်ဆိုတော့ဒါကတော့ engine ငန်းပဲဖြစ်ပါတယ် engine ကတော့ဒါ BMW engine မဟုတ်တော့ဘူးToyota ဟိုမှာ3S FE engine ဆွတ်ထားဖြစ်ပါတယ် 3S FE auto နဲ့ပါဒါကျွန်တော် engine ပြန်ဆွတ်မယ်ဆိုမှဒီကားလေးကိုဝယ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒါကတော့သူ့ရဲ့ iconic look လေးပါ